မင်္ဂလာပါရှင်ကျွန်မထူးတန်းစင်ပါဘေးဒါရင်ကိုရဲ့ founder ဖြစ်ပါတယ်ကျွန်မဘေးဒါကိုစတင်တည်ထောင်ခဲ့တာကစီးပွားရေးလုပ်ငန်းတစ်ခုအတွက်ပဲမဟုတ်ပါဘူးအရေးချင်းရှိပြီးတော့အခွင့်အလမ်းမရရှိသူတွေအတွက်ကိုပေါင်းကူးတရားတစ်ခုအဖြစ်လဲကျွန်မရည်ရွယ်ခဲ့ပါတယ်လက်ရှိမှာတော့ကျွန်မတပိုင်းတနိုင်လက်မှုပညာရှင်အသီးသီးနဲ့ပြည်တွင်းကုန်ကျန်းတွေကိုအသုံးပြုပြီးတော့ပစ္စည်းထုတ်ကြသူစုစုပေါင်း380ကျော်နဲ့အတူပူးပေါင်းပြီးတော့အိမ်တွင်းအလှဆင်ပစ္စည်းတွေနဲ့ချီတဲ့မြေတဲ့ပစ္စည်းတွေကိုကျွန်မထုတ်လုပ်နေပါတယ်ဒါအပြင်ကိုကျမတို့လက်မှုပညာအရေးအသွေးမြင့်တင်ဖို့အတွက်ကိုရှမ်းပြည်နယ်မန္တလေးတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်စတဲ့ဒေသတွေကလက်မှုနဲ့အသက်မွေးအကြောင်းပြုကြသူတွေအတွက်ကိုနည်းပညာနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသင်တန်းတွေကိုပို့ချခဲ့ပြီးတော့အခုဆိုလို့ရှိရင်သင်တန်းသားသင်တန်းသူစုစုပေါင်း3000ကျော်ကိုကျမလေ့ကျင့်ပို့ချနိုင်ခဲ့ပါတယ်ကျမတို့အတွက် diversity ဆိုတာကအခွင့်အလမ်းတူညီစွာရရှိခွင့်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့အလုပ်ခွင်ထဲမှာတင်တင်မျှတာတဲ့လုပ်အားကားတွေအလုပ်ပတ်ဝန်းကျင်ကောင်းတွေကိုဖန်တီးပေးပြီးတော့မြန်မာထုတ်ကုန်တွေကိုကျမတို့ဥရောပဈေးကွက်ကိုချိတ်ဆက်နေပါတယ်။အခုဆိုရင်ကျမအနေနဲ့ ASEAN Foundation ရဲ့ Global Startup Award Edition 11မှာ Diversity Role Model of the Year နဲ့ Ecosystem Hero of the Year ဆုနှစ်ခုအတွက်ကိုစကားတင်အဖြစ်ရွေးချယ်ခံထားရပါတယ်။ဒီအမည်စရင်းမှာပါဝင်တာကကျမတယောက်တည်းအတွက်မဟုတ်ပါဘူး။ကျမတို့ရဲ့ data အသီးသီးကလက်မှုပညာရှင်တွေပစ္စည်းထုတ်လုပ်သူတွေပူးပေါင်းလုပ်ဆောင်နေကြသူအားလုံးရဲ့အောင်မြင်မှုတွေပဲဖြစ်ပါတယ်။ Diversity ဆိုတာမတူကွဲပြားမှုဟာအားသာချက်ဖြစ်ပြီးတော့ inclusive ecosystem ဆိုတာကတော့အားလုံးပါဝင်ခွင့်ရှိတဲ့စီးပွားရေးအတိုင်းအဝန်တွေကကျမတို့အားလုံးအတွက်ရေရှည်တိုးတက်မှုကိုဖန်တီးနိုင်တယ်လို့ယုံကြည်နေဆိုရင်တော့ကျမရဲ့ဒီ post နဲ့ comment မှာပေးထားတဲ့ link နှစ်ခုကိုနှိပ်ပြီးတော့ကျမကိုစုနှစ်ခုအတွက်ကို vote ပေးနိုင်ပါတယ်ကျမအနေနဲ့အသေးစားအလတ်စားပြည်တွင်းကုန်ထုတ်လုပ်သူတွေအတွက်ကိုအလုပ်အကိုင်အခွင့်အလမ်းများစွာကိုဖန်တီးနိုင်တဲ့စနစ်တစ်ခုကိုအားလုံးနဲ့အတူတကွဆက်လက်တည်ဆောက်သွားကြဖို့ကိုလည်းကျမယုံကြည်ချက်အပြည့်အဝရှိပါတယ်ကျေးဇူးအများကြီးတင်ပါတယ်